ဒီနေ့ကျွန်တော်စီရေးသတင်းလေးတွေအချင်းချုပ်အရှင်ပြောလိုက်မယ်ပေါ့နော်ပထမဆုံးအကြောင်းအရာကအခုတင်းလိုက်ကအနာသိန်းဂျမ်ဖတ်စစ်စခန်းကို KNDO ကဝင်တီးထားတဲ့ဟာတွေအရင်ပြောမယ်မြိတ်တဝဲခရိုင်ဘက်ကပါနော်ပြီးခဲ့တဲ့24ရက်နေ့24ရက်နေ့နေ့လယ်ပိုင်းမှာလင်ဘူးလာမြို့နယ်တုံးပြောရွာမှာတက်ဆွဲထားတဲ့မင်းအောင်လှိုင်စစ်တပ်ကိုပြည်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ကတရင်ခွန်နဲ့ဝင်ပြင်းတာပေါ့နော်အဲ့ဒီပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်က MA တနက်လေးလက်နဲ့လက်နက်ခဲရင်တချို့တင်စီရမိခဲ့ပါတယ်အလောင်းတွေတော့မတွေ့ဘူးပေါ့နော်ပြီးခဲ့တဲ့မေလတုန်းကလည်းဒီလင်မူလာမြို့နယ်ထဲမှာပဲနှစ်ပေါင်း20ကျော်တက်ဆွဲထားတဲ့ကြောင်တုံးကြီးစခန်းအဲ့လည်းကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့သေးတယ်ဆိုတော့အခုဆိုရင်တင်လိုက်ဘက်မှာတောက်လျှောက်ပါပဲတိုက်ပွဲတွေရတော့နော်နောက်ထပ်တစ်ခုကတော့ကျွန်တော် KNU နယ်မြေမှာပဲဖာပွန်တပ်မ9နယ်မြေမူကျော်ခရိုင်ဘက်မှာတိုက်ပွဲပြင်းနေတယ်လက်လွတ်လိုက်ရတဲ့ဖာပွန်မြို့နယ်တပ်စခန်းတွေကိုပြန်ရဖို့အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတယ်တဲ့နော်အဲ့ဒီဘက်မှာ BGF တွေလည်းပါတယ် DKBG လည်းပါတယ်ခွဲထွက်တွေပေါ့နော်အခုလက်ရှိတော့ခရိုင်တိမြို့အထက်ဖားလုံးရွာနာမှာဖြစ်နေဆက်မတူနိုင်တော့တော်ကြရက်တော်ကြရက်မြေပြင်မှာတော့အတိပြောက်ကတော်တော်များတယ်မိုးကလည်းတောက်လျှောက်ပြင်းမိုးတွေကလည်းတောက်လျှောက်မောင်မင်းနေဆိုတော့အလူလဲပဲဗျမိုးလေးရေလေးမှာဖပွန်တော်တော်ကျန်းနေတယ်နော်ရှေ့ကိုတိုးလို့မရတိုးရတဲ့သိဟိုအဲ့လိုဖြစ်ဖပွန်တိုးနေတာတော်တော်ကြာပြီဖပွန်တိုးနေတာခုချိန်ကြီးတိုးလို့မနိုင်ဖပွန်ကျွန်တော်ဖပွန်ကအခုဘယ်လိုဖြစ်ဟိုရင်တော့ကျွန်တော်တို့စကပုံလိုပဲ16ဖပွန်တက်မလွန်တာချာဖူးတယ်မလားချိုးစစ်တဲ့ခဲရကောင်တွေကတော့ကြောက်မှာပေါ့နော်16ဖပွန်တက်မလွန်ဖပွန်သွားမယ်ဆိုရင်သွားကျင်တော့ပဲကောင်းမှာနော်ဒါကကျွန်တော်တို့အရကတက်တော့အေးမပေါ်ခင်ရပါဗျာမြန်မာနိုင်ငံမှာတိုက်ပွဲတွေကျန်းနေဆိုဘယ်နေရာဟိုမသွားချင်ဆုံးလဲလို့ပြောလို့ရှိရင်ဖပွန်ပဲကျန်းလို့ဖပွန်အရင်ကျန်းလို့အဲ့ဒါဥဖပွန်တိုးမရအဲ့ဥဖပွန်ဘယ်လိုဖြစ်နေလဲကျွန်တော်နေကန်လို့ပါလို့ပုံနေလို့တိုးလာလိုက်တီဝါလိုက်တိုးလာလိုက်တီဝါလိုက်တက်ကုံပေါ့ဗျာတက်ကုံဖြစ်နေတဲ့အနေဟာအဲ့လိုနေထားဖြစ်နေအမြေမှာတော်တော်လေးအသေးပြောက်များတယ်လက်နက်တွေပါအသိစီးခံရတယ်ရှစ်မတိုးနိုင်ဘူးတော့ထုံးစံတိုင်းပေါ့ရှစ်မတိုးနိုင်တော့သူတို့ရဲ့အကျင့်အတိုင်းရန်တမ်းပုံကျဲတာတွေလုပ်တာပေါ့နော်ဒီကျွန်တော်တို့ဒီ August လဆန်ပိုင်းတော့ဆိုလို့ရှိရင်ဒါဘောတုထုတ်ရွာအဲ့ရွာပုံကျဲတာရှိတယ်မြို့သမီးတွေရောရသားတွေရောတည်တာပေါ့ဗျာနော်နောက်ဓမ္မယုံတွေပါလည်းပုံကျဲတာပဲစေရေးနဲ့မဆိုင်တဲ့ပြည်သူပြတ်မှတ်တွေပေါ့ညာတော့သူတို့ရဲ့တရုတ်မှန်ပါပဲနော်အဲ့တော့ဖပွန်ကတော့ကျန်းနေပါတယ်အားလုံးလည်းသိကြအောင်16ဖပွန်တက်မလို့ဘယ်ကောင်းအောင်သွားချင်အခုတော့တိုးလာတာပါလဲဆိုတော့လက်ရည်ကတိုးလာတယ်နော်ညောင်ကျိုးတိုးလာတယ်ထမလွန်သွားမဲ့နေရတယ်နော်ညောင်ကျိုးတိုးလာတယ်ရွှေကူတိုးလာတယ်ရွှေကူတိုးချက်ကတော့လန်တွက်နေတာပဲနော်အဲ့ဗီဒီယိုပိုင်းတွေကြည့်ရတာလေဝါဝါဝေးဘယ်နှကောက်မှမသိပြန်ကြည့်ရတာဟောဒုက္ခအဲ့လိုဒီကျွန်တော်မိတ်ဆွေတွေရတယ်နော်အဲ့လိုဒီကိုချစ်တာဒီလားတော့အဲ့ရွှေကူကျွန်တော်တို့ဟိုဆက်လီနဲ့သွားဆက်လီထဲမှာဝင်ပြီးတော့ drone ပြတဲ့ဟာခစ်တစ်ကတင်ထားတာကျွန်တော်လည်းဟို Telegram မှာကျွန်တော်တင်ပေးလိုက်ပါတယ်နော် Telegram တင်ပြီးတော့အဲ့မှာဟာတဲ့ကြည့်လို့မဟုတ်တော့ဘယ်နှခေါက်မှမသိရအဲ့လိုမျိုးပြန်နော်ကျွန်တော်မိတ်ဆွေရနော်ဒီကောင်လေးကလေတော်ကျွန်တော်တို့ဖြောပြပေးရနော်အဲ့မှာနောက်ထပ်ဗီဒီယိုဖိုင်တစ်ဖိုင်တက်လာသေးတယ်ဗျကျွန်တော်အဲ့ဖိုင်လေးကြည့်လိုက်ရတယ်အဲ့ဒီသူကဗျအခုတင်မောတွေတက်လာတဲ့ပုံစံဒီကောင်ကကြီးရည်လေးပေါ့ဗျာနော်ကြီးရည်လေးလို့ပြောလို့ရတာပေါ့တင်မောဘောကလည်းပြစ်မှတ်တွေကိုပညာပြစ်တယ်တင်မောဘောကလည်းပြစ်တယ်နောက်တစ်ခါအဲ့တင်မောတွေကိုစောင့်ရှောက်တဲ့ကျွန်တော်ကုန်းချောင်းပေါ့နော်ကုန်းချောင်းစစ်ကြောင်းကလည်းရှိတယ်နောက်တစ်ခါအဲ့တင်မောတွေကိုစောင့်ရှောက်တဲ့လေချောင်းကလည်းရှိတယ်ဆိုအဲ့တော့စဉ်းစားကြည့်ဒီတင်မောတွေဟာဘယ်လောက်ထိအရေးကြီးတဲ့တင်မောတွေဖြစ်မလဲဒီတင်မောတွေပုံမှာပါလာတဲ့ပစ္စည်းတွေဟာဒီကောင်တွေအတွက်အသက်ဆက်ဖို့အတွက်ဘယ်လောက်အရေးကြီးသလဲဆိုတာတွက်လို့ရတယ်အဲ့ဒီမှာခုနကပြောဗီဒီယိုဖိုင်လေးထွက်လာတော့ကလစ်လေးပေါ့နော်ဗီဒီယိုကလစ်လေးထွက်လာကြည့်တော့ဟာခင်ဗျအဲ့တင်မောကိုစောင်းရှောင်းမဲ့ကောင်တွေရတယ်ကျွန်တော်တို့အမဲလိုက်နေတဲ့ drone တွေကိုပုံပြီးတော့မှခိုးချောင်ဖို့အုပ်စုလိုက်ကြည့်တာအုပ်စုလိုက်ကျွန်တော်အဲ့ဟိုကျွန်တော်ဘယ်လိုပြောမလဲ
不也是往路呗，伢一个的啦。哎，抽年的错了，伢一个错了，好，错了几呢？哈喽，该出来了，过地月光了，往来进来呗了的啦。该么该那么地呀，咱们，真的听到没？哎，欧苏来过，哎，抽年的了，欧苏来，苦讲苦呢，错了的好，ရိုက်ထားတဲ့ video file ဆိုတော့ဟိုဒါပြင်းဖို့အတွက်ရိုက်ထားတဲ့ထင်ပါတယ်ဒါပေမဲ့ပြင်းတဲ့ရုပ်သံမတွေ့ရအောင်အုပ်စုလိုက်လေးအမေအဲ့ကမ်းမမှာသိလားကမ်းရဲ့အရှိဘက်ချမ်းမှာအဲ့ကမ်းမမှာအရှိဘက်ချမ်းမှာအုပ်စုလိုက်လေးအဲ့ထွက်လာဟောကိုင်ထုတ်လိုက်လို့တော့ရတာရှိမှာပဲအဲ့လိုနော်အဲ့တော့တင်ဖို့ကာကွယ်ပေးမဲ့စစ်ကြောင်းကကိုတော့မသိအောင်မနေရုံးခံနေရတဲ့ဘောဟာမျိုးဒီကောင်လေးဘောဟာကြီးရတယ်။တကယ်စုပ်ပြတ်တက်နေပါဗျာကျွန်တော်ပြောမယ်ဒီတော်လေးခင်ဗျကျွန်တော်တို့စီးလုံးတော့မနိုင်နေအကြောင်းကိုမရှိဘူး။တကယ်ပြောတာပါခင်ဗျဒီကောင်လေးပုံစံကြီးရွက်ဆောင်စုပ်ပြတ်နေပါဗျာ။ကိုကြောင့်ကိုကနေပုံရှူကွက်ရှူတဲ့ကိုမသိအောင်မနေဘူး။ပုံနေရတဲ့ဘောဟာမျိုးတဲ့အဲ့ခြုံလေးကနေအုပ်စုလိုက်ထွက်လာတာအများကြီးပဲ။တော်များတယ်။ကြည့်လို့ကောင်းတာနော်။အဲ့တမန်တွေဟိုဆက်လေတဲ့ဝင်သွားတဲ့ drone ဆိုလဲလစ်တာပဲအကုန်တီလောက်တင်ပြတာเนาะအဲ့တော့ဒါကတော့စီးရေးချိန်လေးပေါ့เนาะအဲ့စီးရေးချိန်ဒီမှာခွက်လာအောင်ရှုံးတယ်လို့စီးပွားရေးမှာလည်းမင်းအောင်လည်းခွက်လာအောင်ဇော်တို့မျိုးတော့အောက်ကိုเนาะဇော်တို့ကြီးကိုဆင်းနေတာအဲ့တော့သူ့ကိုယ်သူဝန်ခံလိုက်တာတခုရှိပါတယ်မနေ့ကတော့25ရက်နေ့နေပြီးတော့မှလှုပ်တဲ့အစည်းအဝေးတစ်ခုပါသူကဘာထပြောတယ်လဲဆိုတော့အခုဆိုရင်တဲ့နိုင်ငံတကာစီးပွားရေးနဲ့နိုင်ငံရေးပိတ်ဆို့မှုတွေလုပ်ထားတဲ့အတွက်တဲ့နော်နိုင်ငံရေးရဆိုဘာကိုပြောတာလဲနော်စဉ်းစားလို့မရအဲ့ပါမြင်တဲ့အဲ့တံပဲဟိုနိုင်ငံတကာဆွတ်ဆိုရင်နိုင်ငံရေးရနော်အဲစီးပွားရေးနဲ့တဲ့နိုင်ငံရေးပိတ်ဆို့မှုတွေလုပ်ထားတဲ့အတွက်တဲ့ဒီပချင်းငွေတွေတဲ့အကူအညီတွေကိုတဲ့အရင်လိုအားကိုးလို့မရတော့ပါဘူးတဲ့အဲ့ဒီလိုတဲ့ပိတ်ဆို့ထားလို့လေတဲ့တိုင်းပြည်စီးပွားရေးကမျောမှန်းတဲ့လောက်မတိုးတက်ပဲနဲ့နှောင်နေရတာဘာဆိုပြီးတော့မှ sanction တွေလည်းညှို့ထိုးရတယ် sanction တွေဆိုမင်းတို့ sanction တွေကြောင့်ငါတို့တွေနှောင်နေရတာအဲ sanction တွေလည်းညှို့ထိုးရတာအဲ့တော့ဟုတ်ပြီဘာဆက်လုပ်မလဲဆိုတော့သူကဆက်ပြီးတော့မှကြွေးကြော်တယ်အဲ့တင်မသိနဲ့နော်ဘာရဲ့လုံနိုင်စွမ်းတွေကိုဆက်ပြောမယ်နော်ဘာဆက်ကြွေးကြော်တယ်ဒါတွေလုပ်မယ်ပြည်တွင်းကကုန်ကျန်းတွေကိုပဲအဓိကထားပြီးတော့မှကိုဘာသာကိုထုတ်ကုန်နေမြင့်တင်ပါမယ်ဗျာဖိုက်တယ်ရနော်ကိုဘာသာကိုနော်မြင့်တင်မယ်ဟာဇွဲရတော့မရှုပ်ဘူးဗျာနော်တကယ်လုံးဝချိတ်ကြီးကိုဗျာတဲ့ဒီဘဲရတယ်ချိတ်ကြီးကိုလည်းအတူတူပဲနော်လုံးဝမရှုပ်ဒီဘဲစူးစမ်းအားထုတ်မှုတော့သိလားဟိုအသိမပြုရဒီဘဲစူးစမ်းအားထုတ်ဒီဇိုင်းမှရှောက်ဒါပေမဲ့တခုတော့ရှိရအောင်ဗျာသူ့မှာအရင်မြစ်ပေါ်တော့နော်ဒါလည်းရှိသေးတော့အရင်မြစ်ပေါ်တယ်နောက်ခံဒီတိုင်းပြည်ရဲ့ဘန်နာကြီးဟိုငွေပုံပေါ်မှာသူကထိုင်နေတာပေါ့နော်တိုင်းပြည်ရဲ့ဘန်နာပေါ်မှာထိုင်နေတဲ့အတွက်ကြောင့်မို့လို့သူလည်းတက်ဆိုးရှိရပါဗျာနော်ဘာမှသာမရှိကြီးပါလားဒီလိုကောင်မျိုးခင်ဗျာအဲ့ဒီကောင်မျိုးကတီးသူတို့နှိမ့်ကြတဲ့အချိန်ကျရင်တေးအောင်ကြောက်တာနော်အဲ့တော့ကုန်ကျန်းတွေကိုပဲတဲ့အဓိကထားပြီးတော့မှကိုယ့်အသက်ကိုထုတ်ကုန်မြင့်တင်မယ်လောက်ကြအောင်ပေါ့နော်ပြည်ပအတွင်းနေတဲ့ကုန်ပစ္စည်းတွေနေရာမှာပြည်တွင်းကနေအစားထိုးထုတ်လုပ်ပြီးတော့မှပို့ကုန်တွေတိုးတက်အောင်လုပ်ပါမယ်တဲ့အဲ့တော့ပြည်ပသွင်းကုန်တွေကိုကျွန်တော်မိတ်ဆွေသုံးဆက်လို့မရတော့အသုံးပြုလို့မရတော့ကျွန်တော်ပြည်သူပဲသုံးလို့မရမှာလေသူ့သားတွေသူ့ဒုမနာသားတွေလို့ပြောတာပဲเนาะဒုမနာသားတွေကတော့သားတွေသမီးတွေကတော့သုံးလို့ရမှာပေါ့လေရင်လေးနဲ့လေကျွန်တော်တို့ပတ်စံနဲ့ဝယ်ထားတဲ့လေရင်လေကျွန်တော်တို့ဘန်နာငွေနဲ့ဝယ်ထားလေရင်လေးနဲ့တော်တော်ကြီးဝယ်ကြတာထိုင်းတို့ကိုရီးယားတို့တော်တော်ကြီးဝယ်ကြတာเนาะမြင်တတ်ဖို့လိုတယ်နော်ဘောမတွေမင်းတို့ကောင်မြင်လည်းမြင်မဟုတ်ပါဘူးကိုကတော့ခြုံပုတ်ပေါ်မှာမိုးမလုံးလီမလုံးနော်မိုးရွာရေကြီးအဲ့လိုနေရာမှာနေပြီးတော့မှဘောထိုင်မနေတဲ့ကောင်တွေငါတော်တော်အံ့ဩတယ်နော်သူကပြောသေးတယ်နော်ဒါပြင်တဲ့မြန်မာပြည်မှာကရေကန်မြေကန်ကောင်းနေရှိပြီးသားမို့တဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံနဲ့လုပ်ပြန်ဟိုတန်းရွှေလက်ထက်တည်းကနော်စိုက်ပျိုးရေးကိုအခြေခံနဲ့စိုက်ပျိုးရေးကိုမွေးမြူရေးအခြေခံနဲ့စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်စီတို့ဘာလို့ဒီကောင်လေးဆောင်ဖို့တွေတအားလုပ်တာပဲနော်အတအားအောင်ရေးတာသိလားနော်ဟိုလည်းလာပြီးစိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံနဲ့
စက်မှုလုပ်ငန်းတွေလူသားရင်းမြစ်တွေတုံးပြီးတော့အောင်မြင်အောင်လုပ်ကြဖို့ညွှန်ကြားတော့ပါတယ်တဲ့နော်ပြပပေးမဲ့အကျွေးတွေကိုမျှော်မနေပဲကိုချတော့ပေါ်ကိုရက်တီးပြီးတော့မှစီးပွားရေးကိုပြန်လဲတိဆောက်မယ်တဲ့သဘောကအဲ့သဘောမျိုးပေါ့ဗျာဟာမိုက်တယ်နော်အဲ့ကြောင့်ဟိုကောင်ပြောတာလေခိုင်းတော့ဟိုကောင်စိုးဝင်မင်းအောင်နိုင်ခိုင်းတော့စိုးဝင်ကပြောတာကျွန်တော်မိတ်ဆွေနည်းနည်းလေးနဲ့တော့ပါမယ်စိုးဝင်ပြောတာနော်စိုးဝင်ပြောတာအဲ့ကောင်လူမိုက်လောက်သွားတာသိလားအခုတော့ဒီကောင်မြောင်းနေရောက်နေတယ်အင်္ဂါစင်မှာတော့မပါဘူးအဲ့ကောင်လူမိုက်လောက်သွားဘယ်လောက်ထိလူမိုက်လောက်သွားလဲဆိုအဲ့ကလေးတွေကိုစစ်တင်တန်းနေပြောလို့ရှိရင်ဗျာဒီအဲ့စစ်မှုမထိုင်မနေရဥပဒေမပြဋ္ဌာန်းခင်ရဒီတက်ထဲမှာကျွန်တော်တို့ PDF တွေတော်တဲ့ဝင်သွားတဲ့အချိန်မှာတက်ထဲမှာအရွယ်ရောက်ပြီးတဲ့ကလေးတွေကိုစစ်တင်တန်းနေဖွင့်ပြီးတော့မှတက်ခိုင်းတော့အဲ့တော့ဘာပြောသလဲဆိုဒီကောင်ကဘာမှလောက်တတ်စရာမလိုဘူးတဲ့လက်ညှိုးကွေးတိုင်းရပြီတဲ့အဲ့ကောင်စိုးဝင်အဲ့ကောင်ခိုင်းတော့ကောင်ပြောရတာစိုးဝင်နော်မိတ်ဆွေနည်းနည်းလေးနဲ့သွားပါမယ်တဲ့အဲ့ကောင်စိုးဝင်ပြောရတာနော်မြေကြီးပဲကြံရပါပြီဆိုတာစိုးဝင်စပြောတဲ့စကားလေးအခုဘာဖြစ်သွားရင်အဲ့ကောင်နွားအဲ့ကောင်ခိုင်းပြီးသွားရင်လေအားရပါအဲ့လူမိုက်လုပ်ပြီးသွားရင်လူမိုက်ငါပြီးသွားအခုဒီကောင်အင်္ဂါစင်မှာတော့မပါတဲ့အခုလည်းဒီသဘောပဲသူတို့ကသူတို့လုပ်မယ်တဲ့သူတို့လုပ်တတ်တာလည်းစိုက်ပျိုးရေးနဲ့မွေးမြူရေးဒါပေမဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးလည်းအောင်မြင်အောင်လုပ်တတ်တာမဟုတ်ဘူးအောင်မြင်တရားဟန်ဆောင်ပြီးလုပ်တတ်တာအဲ့ဒီကကြတော့အဲ့တော့တိုင်းပြည်ကတော့ပို့ပြီးတော့ပါစုပ်ပြတ်တတ်သွားဖို့ပဲရှိပါတော့တယ်နော်ဣတိယမင်းကဘာတော့ကအောင်မြင်တရားလုပ်တတ်တယ်ကျွန်တော်ပြောပြမယ်အဲ့ဒါနော်ခဏလည်းကျွန်တော်ပြောပါတယ်နော်မကြားဘူးတဲ့မိတ်ဆွေတွေတက်ပါတက်တွေမှာစိုက်ပျိုးမွေးမြူရေးရှိတယ်ဗျနော်စိုက်ပျိုးမွေးမြူရေးရှိတယ်ကျိုးဆိုလေတွေရှိတယ်ကိုယ်တိုင်မလုပ်ဘူးကျိုးဆိုလည်းလုပ်တယ်ပေါ့နော်မွေးမြူရေးရှိတယ်ဘာလုပ်လဲအဲ့မွေးမြူရေးမပိုင်ဘူးတက်ကမပိုင်ဘူးသွားငားလာတာတက်စစ်လာလို့ရှင်ပါဝန်းကျင်ရွာတွေနဲ့ပိုင်တာဟောဗျာဒီကောင်စစ်တက်ဆိုတော့ပါဝန်းကျင်ရွာသူရွာသားတွေကလည်းသိတယ်မလားယူတာဟုတ်ဗျယူတော့ကြောက်တယ်လေနာမှာကိုစစ်တက်ရှိတယ်ဆိုတော့ကြောက်တယ်ဟဲ့ဟိုရောက်ရွာလူကြီးအုပ်ကြီးရောက်လုံးမအဲ့ဝတ်ဘယ်နှကောင်ကွာနော်ခဏနေရောက်ခြံနေရောက်ထက်ဟိုတော့ခဏနေငါပြန်ပြီးမယ်ကွာအဲ့ဒီတော့ငါကဘလောက်ပြီးမှာတက်စစ်လာဘယ်နှကောင်ပြထားတာအမသူတို့လာစင်နော်ကျွန်တော်တို့ပြန်တန်းနေရှိတယ်သူတို့လာစင်ပြန်တန်းနေကိုဝတ်ဘယ်နှကောင်ချက်ဘယ်နှကောင်နွားဘယ်နှကောင်စိတ်ဘယ်နှကောင်ဒီလိုပြန်တန်းနေရှိတယ်ဟိုကောင်တွေကလည်းအဲ့တိုင်းတို့ညွန်မှုယုံတို့ဘာတို့ကောင်တွေကလည်းဒီကောင်တက်စစ်လာပြီဆိုအဲ့ပြန်တန်းနေဂိုင်းဆွဲချပြီးတော့မှဆင်းလာတာမင်းတို့ပို့လာတာနော်အခုဩဂတ်စ်လအခုဇူလိုင်လမှာဒါဩဂတ်စ်လဒါစစ်တာဇူလိုင်လမှာမင်းနွားဘယ်နှကောင်ကြီးတယ်ငါပြထားတယ်ဟုတ်ပြီတန်ဖိုးတက်ပါညာအဲ့မှာစင်းစစ်တွေဘာတွေပါတော့ပြီးလို့ရှိရင်ဒါ ground စင်းကြည့်ရမြင်စင်းကြည့်ရှိတာမလို့ဝတ်ဘယ်နှကောင်ရှိရပါရှိတဲ့ဘူချုပ်ကြီးလို့ပေါ့လို့ဘာဘယ်နှကောင်အေးဟုတ်ပြီမတော်တယ်အဲ့ဆိုမင်းတို့ငါနော်ဒါအခုမင်းကတိုင်မှု option ကြီးဆိုတော့မင်းကငါထောက်ခံပေးလိုက်မယ်ဆိုတိုင်မောင်ဖြူတိုင်မှုဒီကောင်လှုပ်ဆောင်ချက်တွေပါဒါပဲခင်ဗျာတိုင်မှုတယောက်ပြဖို့အတွက်ကိုလေအောက်ခြေကနေပြီးတော့မှဒီတိုင်မှုကောင်းတယ်မကောင်းဘူးဆိုတာမှတ်ချက်မယူဘူးအဲ့ကောင်တွေကလာပြီးတော့မှအဲ့ဟန်ဆောင်ပြီးတော့မှတကာရီဖုံးထားတဲ့ဟာတွေကိုဝါရီလာဆွဲပြီးတော့မှကြည်ပါပဲမှတ်ချက်ပေးလိုက်တယ်โอเคမောင်ဖြူဒီကောင်တိုင်မှုတက်တော့ပါအေးဆိုကထူးဘာလို့တင်ပေးလိုက်အဲ့ကောင်တိုင်မှုပြအဲ့ဒါကိုပြောတာနော်သူကဟန်ဆောင်အောင်မြင်တဲ့မွေးမြူရေးစိုက်ပျိုးရေးဒီကောင်လေးအောင်မြင်တယ်အဲ့လိုတက်တီတော်တော်များများတချို့တက်တီကတော့တကယ်လုပ်တဲ့တက်တီရှိတယ်တကယ်လုပ်တဲ့တက်တီကတကယ်တိုးတက်တယ်တကယ်လုပ်တဲ့တက်တီရှိတယ်ဒါပေမဲ့တိုးတက်ပေမဲ့အဲ့ဒီတကယ်လုပ်တဲ့တက်တီကလည်းအဲ့ရသမျှဒီနွားတို့ဝတ်တို့စိတ်တို့ကိုသူကတိုင်မှုကနေပြီးတော့ဥပမာဗျာ G1 ထွက်မယ်ပေါ့တိုင်မှုကနေ G1 ထွက်မယ်ဒါမှမဟုတ်တိုင်မှုကနေတခြားနေရာကိုပြောင်းရတော့မယ်ပြောရမယ်ဆိုတခြားတက်ကိုပြောရမယ်ပေါ့တိုင်မှုချင်းမယ်ပေါ့အဲဆိုလို့ရှိရင်လည်းအဲ့သူလက်ထက်မှာရထားတဲ့ဟာတွေအကုန်လုံးအိတ်ကြတဲ့ထည့်သွားအိတ်ကြတဲ့တော့သူတို့စင်းပြထားတာကြတော့ဘယ်လိုလုပ်မလဲကိုကြီးတရားလို့သူတို့ကစရင်ကိုလေခင်ဗျားအဲ့မှာဝက်က10ကောင်မွေးလို့ရှိရင်10ကောင်လောက်ပဲပြတာသူတို့ရဲ့မူဝါဒကခင်ဗျားတို့အဲ့ဒီမှာထုတ်ထားတဲ့ပတ်စံတွေရှိတယ်မာတီငွေတွေရှိတယ်စိုက်ပျိုးမွေးမြူရေးအတက်ဆိုပြီးတော့တက်တွေကိုနော်ဒီအထက်ဌာနကနေပြီးတော့သူတို့ထက်ကနေပြီးတော့နော်ကာဝေးဦးစီးချုပ်ရုံးကနေထုတ်ပေးထားတဲ့ဟာတွေရှိတယ်အရင်မပြောင်းမာတီငွေနောက်တစ်ခါအဲ့မှာဥပိုင်တွေရှိတယ်အဲ့မာတီငွေတွေဒီကောင်တွေကအဲ့စိုက်ပျိုးမွေးမြူလို့တာ
လို့သူအရင်မပြောပြီးတော့အမျက်တော့ပြမယ်ခင်ဗျာအဲ့အမျက်ကတစ်ချက်ပဲဖြစ်ဖြစ်နှစ်ချက်ပဲရမျက်ရင်ရပြီအရင်မပြောက်ဘူးသူကနာမည်ကအရင်မပြောက်မှတယ်တစ်ချက်ပဲဖြစ်နှစ်ချက်ပဲခင်ဗျာအစင်းမှာမျက်နေညနေရပြီအဲ့တော့ဗျာဒီကောင်ကခင်ဗျာလည်းအမျက်ပြမယ်ဟိုမှာဒီလားကိုတသိန်းမျက်ပြမယ်ဒါပေမဲ့ဟိုမှာမွေးထားတာတွေပေါက်ဖွာလာတာတွေက350ဘူးလောက်ရှိတယ်ဒီကောင်တသိန်းလောက်ပဲပြပြီးတယ်ပြီးတော့အဲ့ကောင်တက်လဲပြောင်းအဲ့စရင်တိုင်းထားခဲ့တာအဲ့ပြန်တန်းပို့တဲ့စရင်တိုင်းထားခဲ့တာပိုသမျှဟာရောင်းပြီးတော့မတုတ်သွားတာတကယ်လို့အဲ့ပိုသမျှဟာရောင်းပြီးမတုတ်လို့ရှိရင်လည်းနောက်လာတဲ့တိမ်မှုကအဲ့ဒါကိုပြီးမင်းပြီးသူတို့တိမ်မှုတစ်ကြောင်းလောက်ရတယ်လေငါပတ်စံနဲ့ငါစိုက်ပြီးတော့မှတုတ်ထားတာငါဒီလောက်တိုးတက်လာတယ်ရောက်အဲ့တော့မင်းငါ့ရောက်တကယ်မင်းငါ့ကိုအဲ့ဒါမင်းလောက်နေမင်းဖြတ်ယူလိုက်ကွာမင်းဖြတ်ယူလိုက်မင်းဒါဆက်လို့ရောက်အများကြီးမင်းတိုးတက်မယ်ဟိုအဲ့ဝက်ချန်တို့ကြက်ချန်တို့မှလုံနေရတဲ့ကောင်တွေကလေစစ်သားတွေသူတို့မယားတွေနော်မိန်းမတွေရောကလေးတွေရောစစ်သားတွေရောအဲ့မှာကြက်ချန်တို့ဝက်ချန်တို့မှလုံရတာနော်အရာကြီးတွေရောအဲ့ဒီလိုမျိုးပြခင်ဗျားတို့စစ်တပ်ကနော်အအောင်ပြောပြတာအဲ့တော့အောင်မြင်ပါလိမ့်မယ်ဒီလိုမျိုးအောင်မြင်ပါနော်စိုက်ပြုံးမွေးပြီးတော့ကျွမ်းသလားမင်းနဲ့စရင်ထဲမှာရှိတဲ့အတိုင်းပဲထားခဲ့တော့တာဟိုကောင်ဆက်ပြီးတော့သူလိန်လေသူတို့ဆက်စားအဲ့ဒါမျိုးဘာလို့ဆိုဒီမှာကသူကဒီဥပိုင်အမျက်ငွေရှိတယ်ဗျာဥပိုင်ရတဲ့ငွေတောက်လျှောက်ဝင်တစ်နှစ်ကိုဥပိုင်တောက်လျှောက်ဝင်နေတာ30ရာခိုင်နှုန်းနော်အဲ့ဒီရရှိတယ်အဲ့ဒီအမျက်ငွေတွေရှိတယ်နောက်ပြီးတော့သူတို့မှဒီကကကြီးကနေချပေးထားတဲ့ကကရေးလားမသိဘူးနော်အဲ့အိမ်ဟုတ်တယ်ရေးနေဆိုတော့သူကကကကြီးကနေချပေးတဲ့အရင်မပြောင်းမာတီငွေတွေရှိတယ်အမျိုးစုံခေါင်းစဉ်နေနဲ့မာတီငွေတွေရှိတယ်အဲ့တော့ဒီကောင်တွေကအိတ်ထဲကမဆိုင်ရဘူးမြားလေစီးပွားရေးလောက်တာလေအိတ်ထဲမှာဆိုင်မှာမဆိုင်ရတယ်ပြင်းတာပေါ့ဟုတ်တယ်မလားအဲ့ဒါပြောတာနော်အဲ့စစ်တပ်ကအဲ့လိုရှိတယ်အမှန်ကအဲ့ဒီပတ်စံနေတက်မှာအဲ့လိုဟိုပေါ့နော်စိုက်ပျိုးမှုမြေဒီစီးပွားရေးတွေလုပ်ဖို့ဆိုတာတက်ရဲ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်တက်တွင်းမှာနော်နေတဲ့အောက်ခြေစစ်သားတွေစစ်တီတွေရဲပေတွေဒါတွေအတွက်တက်တာချောင်းကြီးအတွက်ရအောင်အပေါ်ဝင်ငွေရအောင်လှုပ်ပြီးတာမူဝါဒကဒါပေမဲ့တက်တိုင်းကခုနကျွန်တော်ပြောသလိုပဲအဲ့တိုင်းပဲသွားတာတက်တိုင်းကသွားပါမယ်အဲ့ဒီမွေးမြူစိုက်ပျိုးမွေးမြူတကယ်မလုပ်တဲ့တက်တွေကြတော့အဲ့ပတ်စံတွေပါလို့တယ်တခြားနေရာမှာစီးပွားရေးလုပ်တာတခြားနေရာမှာဒီကကောင်းတဲ့နေရာတွေပေါ့ဒါတခြားနေရာမှာစီးပွားရေးလုပ်တာအဲ့ဒါပဲဗျနော်အဲ့တော့စစ်တပ်ကအဲ့လိုတခိုးတွေကြဘိုးတွေအဲ့လိုကောင်မျိုးတွေကဒီတိုင်းမျိုးအုပ်ချုပ်နေတယ်ဆိုတော့ဘလူကောင်မျိုးတွေအုပ်ချုပ်နေတယ်ဆိုတော့ EDF နေတိုင်းခင်ဗျားတို့ဖွင့်ပြီးနေတာအဲ့လိုကောင်မျိုးတွေအုပ်ချုပ်နေအဲ့တော့ဒီမှာမင်းအောင်နိုင်ပြောရတယ်နော်တကယ်ပြဿနာကသူအာဏာသိမ်းလို့ဖြစ်တာလေဒါပေမဲ့တခြားတွေကိုရှောက်လို့ပြစ်တယ်ဟို9နှစ်ကျော်6နှစ်နီးပါးရောက်လာတောက်လျှောက်ပဲသူများကိုပဲလက်ညှိုးထိုးပြီးတော့မှပြတ်တန်းလာတယ်တကယ် root cause ကသူအာဏာသိမ်းတာလေဗျာသူအာဏာသိမ်းလို့နိုင်ငံတကာကဝိုင်းပိတ်ဆို့တယ်ဝိုင်းဖယ်ခြင်းတယ်ဟိုနိုင်ငံတကာကနေပြီးတော့မှအားနေလို့မြန်မာနိုင်ငံကိုဖင်ရပြီးတော့မှပြောပါရဲ့ဟိုတိုင်းပြည်ကဒီတိုင်းပြည်ကကွာဒီမြန်မာနိုင်ငံကမြန်မာလူမျိုးတွေကွာငါတို့ကောင်ကြီးကြည့်မရဘူးကွာဟဲ့စီးပွားရေးပိတ်ဆို့မယ်ဆိုပြီးတော့မှတက်ညီလက်ညီလုံးကြတာမဟုတ်ဘူးလေအကြောင်းရှိလို့အကျိုးဖြစ်တာအကြောင်းကျိုးကိုဆက်ဆက်ပြီးစဉ်းစားတယ်ဆိုတော့အဲ့ critical thinking အဲ့ဒါကိုပြောနေတာအဲ့တော့အကြောင်းကိုမရဘူး root cause ပေါ့ခုနပြောတဲ့အကြောင်းအဲ့ဒါကိုမရဘူးမရဘူးဒီကောင်ကြီးရောက်ဒီကောင်ကြီးပိတ်လို့ဖြစ်တာဒီကောင်ကြီးပိတ်လို့အဲ့တော့ဘောမတွေကခေါင်းထဲမှာဒီကောင်ကြီးအုံနောက်ထဲမှာအဲ့ဘောကြီးနဲ့ပိတ်နေတာပေါ့နော်ဒီကောင်ကြီးအုံနောက်ထဲကအတိညာသွားမဲ့ဒီဆဲကြီးတဲ့ဘောကြီးကပိတ်အောင်ငါနည်းနည်းဖယ်ပေးမယ်တိလားအဲ့တော့ကျွန်တော်တို့ကဘာပြောလဲဆိုတော့တိုင်းပြည်ဒီနေ့ဒီလိုကြဆုံးသွားတယ်တိုင်းပြည်အောက်ဆုံးရောက်သွားတယ်အဲ့တော့ကျွန်တော်တို့ဘက်ကတိုင်းပြည်ဒီနေ့စီးပွားရေးကျဆင်းနေပြီနိုင်ငံကလိုပိတ်ဆို့ထားတယ်ဘာဖြစ်လို့ပိတ်ဆို့တာအာဏာသိမ်းလို့ပိတ်ဆို့တာကျွန်တော်တို့ကအဲ့လိုပြောတယ်အမေသူတို့ကဘာပြန်ပြောမှာလဲဟေးအာဏာသိမ်းမှာပေါ့ဘာလို့မဲခိုးတာအဲ့ဒါဘောပဲအဲ့ဒါဘောပဲမင်းတို့အုံနောက်ထဲမှာပိတ်နေတဲ့ဘောပဲအဲ့ဘောကငါနည်းနည်းဖယ်ပေးမယ်တိလားဖယ်ပေးမယ်နော်သူကဘာလဲဆိုတော့မဲခိုးတယ်ဆိုတဲ့ဒစိမ့်ကြီးကတ်ထားတဲ့ဘောကသူတို့အုံနောက်ကိုဆက်ပြီးတော့မှတွေးလို့မရအောင်ဆက်တိုးလို့မရအောင်ပိတ်ထားတာအာနာသိန်းလို့ဟောမဲခိုးလို့ဒီလိုမျိုးဆက်ဒီမှာတွေးတော့မဲခိုးလို့ဘာလို့ဆိုတော့သူတို့မှအဲ့တွေးနိုင်တဲ့အနေအထားမရှိဘူးအရေးအသွေးမရှိဘူးတိုင်းပြည်မှာသူကကဏ္ဍလိုက်ပြဋ္ဌာန်းထားတဲ့ဥပဒေတွေရှိပါလားအစိုးရပဲဖြစ်ဖြစ်ပြည်သူပဲဖြစ်ဖြစ်စစ်တပ်ပဲဖြစ်ဖြစ်ဘာကိုပဲလုပ်လို့ဥပဒေပေါင်းတွေကပဲလုပ်ရတာဖြစ်တယ်ဆိုတော့
သူတို့စက်မတွေးတော့အဲ့တော့ဟုတ်ပြီမဲစင်းကတန်တရားရှိတယ်ဆိုရင်တော့မှဥပဒေကြောင်းအရဖြည့်ရှင်းရမှာပေါ့ဥပဒေကြောင်းအရလမ်းကြောင်းတွေရတယ်ရှိပြီးသားတွေဥပဒေမရှိတာမှမဟုတ်တာဒီရွေးကောက်ပွဲစစ်တပ်လုပ်ခိုင်းတာမှမဟုတ်တာရွေးကောက်ပွဲကော်မရှင်ကလုပ်ခိုင်းတာလေသူကသူဥပဒေကရှိပြီးသားအဲ့တော့စစ်တပ်ကဘာလုပ်တယ်လဲဥပဒေကိုဘယ်သူမဆိုင်ဘူးလေဥပဒေကိုကြော်လွန်ပြီးတော့မှသူ့စိတ်ကြိုက်သူဖြည့်ရှင်းဖို့တောင်းဆိုလာဖြည့်ရှင်းဟာဒါဖြည့်ရှင်းအောင်သူကဘာကောင်မို့လို့အဲ့တော့ဖြည့်ရှင်းစေချင်လို့ရှိရင်တရားစွဲဘယ်မျိုးနဲ့ဘယ်မဲဆန္ဒနဲ့ဘယ်မဲဆန္ဒနဲ့တရားစွဲချဥပဒေတိုင်းဒီလိုလုပ်ရမှာလေအဲ့တော့တိုင်းပြည်ရဲ့အမြင့်ဆုံးအချုပ်အခြာအာဏာဖြစ်တဲ့ဥပဒေရဲ့အထက်မှာသူကဝင်ထိုင်ပြီးတော့မှဗိုလ်ချဖို့လုပ်တာအဲ့တော့ပြောမယ်ဖြတ်ပြီးတော့မင်းတို့ပြောနေတဲ့အချုပ်အခြာအာဏာဆိုဘယ်သူ့ကိုပြောတာမင်းအောင်လိုင်းတို့စစ်အုပ်စုကင်ထားတဲ့အချုပ်အခြာအာဏာကိုမင်းတို့အချုပ်အခြာအာဏာလို့ထင်နေတာလားမင်းတို့ငါးပြားဘုံမှမပိုင်ဘူးဘောမားတွေရဲ့သိလားဟာမင်းတို့ပိုင်တာဆိုလို့လက်သီးလက်မောင်းတိုင်းမှာဒါတို့မြေတို့ပိုင်နေဒါပဲပိုင်တာကျန်တော့မပိုင်ဘူးမလျှောက်ပြောနေသေးတာကျန်တော့မပိုင်ရှောက်ပြီးအချုပ်အခြာအာဏာတွေပါအချုပ်အခြာအာဏာယူသွားပြီဟုတ်တယ်မလားအဲ့ဒါမင်းတို့အုံတော်မှာပိတ်နေတဲ့ဘောကိုငါအီတီဖွင့်ပေးနေတာရောဖယ်ပေးနေတာနော်ယွန်းတော့ယွန်းနေကွာငါဒုတ်ကလေးနဲ့ဖယ်ပေးနေတာနော်ငါလက်နဲ့တော့မထိဘူးမင်းတို့အုံတော်ထဲမှာပိတ်နေတာစက်မတွေးဘူးလေမင်းတို့ကောင်တွေကတိုင်းပြည်တစ်ခုကဘာနဲ့သွားနေလဲဆိုမင်းတို့စက်မတွေးတော့အဲ့တော့ NLD အစိုးရကလည်းအဲ့ဥပဒေကိုကြော်လွန်ပြီးတော့မှစစ်တပ်အလို့ကြဟုတ်ပြီဆိုလို့ရှိရင်ဖြည့်ရှင်းဖို့လုပ်မယ်ဥပဒေတိုင်းမလုပ်တော့ဘူးကဲငါဒီလိုရှိတယ်လုပ်လို့မရဘူးသူ့ဥပဒေရှိတယ်သူကပြဋ္ဌာန်းတာရှိအဲ့လိုလုပ်လိုက်ရင်နောက်ပိုင်းမှာ तू ကမကျင်တဲ့တိုင်ဟေ့ကောင်ဒီရွေးကောက်ပွဲငါမကျင်တဲ့ဘူးပြန်စစ်အဲ့လိုမျိုးလုံးနေမှာပေါ့နောက်တစ်ခုကဒီမိုကရေစီတန်စံနှုန်းတွေဥပဒေရဲ့တန်ဖိုးတွေအကုန်လုံးပျောက်ဆုံးသွားမှာပေါ့မင်းတို့ကြီးကျယ်နေနော်နေစင်တော့ဗာလဲနတ်ပြည်မှာဟာလားလူကြတော့ကြည့်အောင်မတတ်တရားအတွေးခေါ်ကနတ်ပြည်မှာနေတဲ့အတွေးခေါ်မဟုတ်နတ်ပြည်အကြောင်းလည်းမသိနတ်ပြည်မှာနေခြင်းဥပဒေအကြောင်းသိရတယ်ဒီပြနိုင်ငံတွေကနတ်ပြည်လိုဖြစ်နေအဲ့ဒါပဲဥပဒေနဲ့သွားနေလို့မင်းတို့တို့တိုင်းပြည်အခုဒီကနေ့အချုပ်ချမင်းတို့ပြောနေတဲ့အချုပ်ချအာဏာလည်းမရှိဘူးเนาะနိုင်ငံတော်သချင်းကိုရင်ပတ်ထဲထည့်ပြီးတော့မှဒီနေ့မွဲပြကြနေတာဟာအဲ့ဒါဘာလဲသိလားဥပဒေမရှိလို့စက်ပြောရင်တော့အများကြီးပဲเนาะစက်ပြောရင်တော့အများကြီးတော့ဘူးကမပြောတော့ဘူးเนาะအဲ့တော့အခုလူသားချင်းမြစ်တွေနဲ့ထုတ်မယ်တဲ့เนาะမြေပြင်ချင်းတွေခင်ဗျားတို့ပဲအသိဆုံးပါပဲเนาะစိတ်ရုံလောက်ရုံနေလဲဖို့နေနေတာဘယ်လိုလုပ်မြေပြင်ချင်းတွေခင်ဗျားတို့အသိဆုံးဟုတ်လားဟိုတမင်းချက်ဖို့တော့မီးလင်းမဲ့အချိန်နှက်ကုန်းမှာဆူတောင်းနေရတယ်လို့ကဲလူသားရင်းမြစ်တဲ့လှုပ်သေးတာเนาะလူသားရင်းမြစ်ဘယ်အဲ့လူသားရင်းမြစ်ကိုပြောရင်အကုန်လုံးထွက်ပြီးကိုလူသားရင်းမြစ်ကမြန်မာနိုင်ငံမှာမရှိတော့အကုန်ထွက်ပြီးမှာเนาะနိုင်ငံခြားရောက်ကုန်ကဲဘာလူသားရင်းမြစ်အဲ့တော့ပြောချင်တာပါလဲဆိုတော့သူဒီနေ့မနေ့ကပေါ့25ရက်နေ့ကပြောသွားတဲ့စကားကိုခင်ဗျားတို့တိတိကျကျနားလည်အောင်ကြည့်မယ်ဆိုရင်ပြပငွေအာမကူတော့ဘူးပြောရနော်အဲ့တော့အဲ့ဒီတိတ်ပဲကငါတို့ကိုဘယ်တိုင်းပြည်ကားမှအဆန်ချီးကြတော့ကွာအဲ့တော့ငါတို့တိုင်းပြည်မွဲသွားပြီလို့ကိုဝန်ခံလိုက်တာကိုပေါင်ကိုပြန်ပြီးတော့မှလှန်ထောင်းတာအဲ့ဒါပဲเนาะအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့တိုင်းပြည်မွဲသွားပြီဆိုတော့သူ့ကိုယ်သူဝန်ခံတာအဲ့တော့ကိုရှိရလေးနဲ့ကြကုတ်ကြက်ကက်နဲ့လုံကြရအောင်ဆိုတော့လေတိုင်းပြည်ထဲမှာရှိနေတဲ့ resource တွေကကိုလုံနိုင်တဲ့အနေအထားတစ်ခုမှမရှိခင်ဗျာမွေးအောင်တော့မွေးပြေအစားကိုယ်တိုင်တော့ထုတ်နိုင်အများကြီးပါဗျာပြောရရင်เนาะအဲ့တော့ဒါကတစ်ခုပါအဲ့နောက်တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်တို့မေစုရဲ့စီးပွားရေးချန်ပီယံဟောင်းပမခဒေါက်တာရှောင်းထန်နဲ့နောက်တစ်ခါသူတေတီဒန်ဆော့စတိုးနှစ်ယောက်ပေါ့နော် Washington Post မှာဝင်ပြီးတော့မှရေးထားတဲ့ဟာလေဘာရေးထားလဲဆိုတော့မြန်မာစစ်အုပ်စုကိုတဲ့ဖြိုချခြင်းရင်သူတို့ရဲ့နိုင်ငံဝင်ငွေရပေါက်ရလန်းတွေကိုအပြတ်ဖြတ်ပစ်လိုက်ပါတဲ့ခုဆိုရင်တဲ့စစ်တပ်ကပြည်တွင်းစစ်ကိုဆင်နွှဲဖို့တရုတ်ရုရှားအီရန်အဲ့ဒီကနေပြီးတော့မှလက်နက်တွေဝယ်ဖို့အတွက်နိုင်ငံခြားငွေကိုသွေးတန်းလိုအပ်နေတာပါတဲ့နိုင်ငံခြားငွေကိုသွေးတန်းလိုအပ်နေတယ်တဲ့အဲ့ဒီချိန်မှာတဲ့ကမ္ဘာငွေကြေးခွာချမှုစောင့်ကြည့်အဖွဲ့ကြီးဖြစ်တဲ့ FATF ကလာမဲ့အောက်တိုဘာလမှာမြန်မာနိုင်ငံပေါ်ပို့ပြီးပြင်းထန်တဲ့တန်
ပြန်အေးယူမှုတွေချမှတ်ဖို့စဉ်းစားလာပါတယ်အဲ့ဒီအေးယူမှုကအမေရိကန်ကြီးပဲတက်မဟုတ်ဘူးပေါ့နော်ပို့ပြီးတော့မှကျေပြန်တယ်ဘာလို့လဲဆိုတော့ဒီ FATF ဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ဘယ်သူတွေပါလဲဆိုတော့အဲ့မှာတရုတ်ပါတယ်တခြားနိုင်ငံဘဏ်တွေအများကြီးအခုတကဘာလုံးပေါ့နော်အဲ့တော့အဲ့မြန်မာနိုင်ငံငွေလွှဲပြောင်းမှုမှန်သမျှကိုတင်းတင်းကြပ်ကြပ်ကန့်သက်ပိတ်ဆို့ဖို့အလားအလာရှိတယ်လာမယ့်အောက်တိုဘာလမှာအဲ့လိုအပြင်းထန်ဆုံးပြင်းပြီဆိုရင်သမိုင်းတွင်ပေါ့ဗျာကျွန်တော်တိုင်းပြီသမိုင်းတွင်ပါပြီဘယ်သူတွေနဲ့အတူတူတန်းတူဖြစ်သွားမလဲဆိုတော့မြောက်ကိုရီးယားရဲ့အီရန်ရဲ့မြန်မာရဲ့အဲ့သုံးနိုင်ငံဖြစ်သွားတယ်အဲ့ဒီဂိုင်းတော့အခုမြောက်ကိုရီးယားနဲ့အီရန်ကနှစ်နိုင်ငံသူတို့နှစ်နိုင်ငံရှိတယ်ဒီ FATF ကနေပြင်းလာတာအကြမ်းဖက်စစ်ကောင်စီလည်းအဲ့ဂိုင်းနဲ့ဝင်သွားပါအဲ့တော့ဒီအုပ်စုကတော့မင်းအောင်လိုင်အုပ်စုကတော့ခင်ဗျာမြောက်ကိုရီးယားဘာလို့အီရန်တို့ကြည့်ပြီးတော့မှဟာငါတို့ရတယ်အေးစေးချကွာငါတို့ကဘာဖြစ်တယ်ငါတို့နောက်ပါမယ်နိုင်ငံဘဏ္ဍာကြီးတိုင်းပြည်ရှိနေတာငါတို့အေးစေးပဲမထင်နဲ့နော်အီရန်နဲ့မြောက်ကိုရီးယားသူပြည်သူတွေကလက်နက်ကင်တော်လှန်နေတဲ့တကောင်းမှမရှိဘူးမြန်မာပြည်မှာသိနေရှိတယ်လက်နက်တွေလည်းအပြည့်စုံပဲနည်းပညာတွေလည်းအများကြီးတိုးတက်တယ်သူတို့တောင်တိုးတက်တယ်တိုက်ရိုက်ခိုက်ရတော့ဟာပြောမနေနဲ့ခင်ဗျာလေတနက်ချင်းရှင်တိုင်းမလားလူချင်းချမလားပြောမနေနဲ့တိုက်ရိုက်ခိုက်ရတယ်အဲ့တော့မြောက်ကိုရီးယားတို့အီရန်တို့ကြည့်ပြီးတော့မှဟာသူတို့တော့မှဘလောက်ပိတ်ကွာဘာမှမဖြစ်တာဆိုတာအခြေအနေချင်းမတူတိုင်းပြည်ရဲ့ဗကတိအခြေအနေချင်းဘာမှမဆိုင်အဲ့တော့ကျွန်တော်တို့ကမြောက်ကိုရီးယားအီရန်လိုမျိုးမဖြစ်ဖဲနဲ့ကျွန်တော်တို့ကလွတ်မြောက်ဖို့အတွက်အခွင့်အရေးကောင်းကြီးကိုကင်ထားတယ်ဟိုတနေ့ကလည်းကျွန်တော်ပြောပြီးပြီနော်ဆက်တွေ့ရမှာချာမှာဘယ်ခင်ဗျာဒီလိုကောင်မျိုးဗျာနော်မင်းအောင်လည်းလိုကောင်မျိုးနော်ဒီ YouTube ပေါ်တော်နဲ့မနိုင်စရာအကြောင်းကိုမရှိကိုဘက်ကတော့သဘောထားမှန်ဖို့လိုတာပေါ့ကျွန်တော်ပြောနေတယ်လို့ရိုးသားဖို့လိုတယ်စေတနာမှန်ဖို့လိုတယ်လောက်ရမှန်ဖို့လိုတယ်ဒါနောက်တစ်ခုတူတာလောက်ရမှန်ဖို့လိုနော်အဓိကတော့ရိုးသားမှုနဲ့စေတနာပေါ့အခြေခံလို့ရှိရင်လောက်ရမှားနေအောင်တော့အဲ့ဒီအမှားပုံမှာပြုပြင်လို့ရတယ်အဲ့စေတနာကောရိုးသားမှုကိုလောက်ရကောတခါတည်းကိုဟန်ချက်ညီသွားတဲ့တနေ့ခဏပါပဲဗျာနော်ဒါလေးပြောချင်တာအဲ့တော့ဟို FATF ကလည်းလာမယ့်အောက်တိုဘာလမှာပြင်းတော့မယ်အဲ့ဒါကို Mr. Shouter နဲ့သူတည်Dansof အဲ့သူတို့ကဒါဝင်ရေးထားတော့နော် Washington Post မှာအဲ့ဒါကတစ်ခုပါနောက်တစ်ခုကရန်ကုန်မြို့ပါဝင်မြို့ကြီးတွေမှာဟာအမျိုးသမီးတွေကိုကပြစ်မှတ်ထားပြီးတော့မှရဲရဲဝင်ဖို့အတွက်အတင်းကျပ်ပေါ်တာဆွဲတာတွေချင်းချောက်တာတွေလုပ်နေပါတယ်အဲ့တော့ဘာလို့ဒီလိုလုပ်လဲဆိုတော့တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာလူကလုံးဝမရှိတော့ပါဘူးတဲ့နေပြည်တော်ကပေါက်ကြားလာတဲ့လျှို့ဝှက်အစီရင်ခံစာအရ2024-2025မေလအထိတနှစ်ကျော်အတွင်းမှာရဲအင်အား9500ကျော်9596ဦးပြုံးတီးသွားတယ်အဲ့ထဲမှာတာဝန်ကနေထွက်ပြေးတဲ့ရဲပြေးက9600ကျော်ရှိတယ်တေဆုံးကြဆုံးတာက2200ကျော်တဲ့အဲ့ဟသွားတဲ့လူသစ်တွေကိုမရရတဲ့နည်းနဲ့ဖြည့်တာတဲ့9500ကျော်ဆိုတော့1000ပေါ့ဗျာထားတော့1000ထားလိုက်အောင်အဲ့တော့ဒီကောင်ကြီးအရင်တော့ရဲက8000လားမသိ8000ကျော်လားမသိကျွန်တော်ပြောခဲ့ဘူးကွာရဲပြန်ပြီးတော့မှအင်အားပြန်ဖြည့်နေတာရှိတယ်တချို့ကဒီစစ်မှုထမ်းကြောင်းပေါ့ဗျာအင်အားကရဲတွေကိုရောက်သွားတယ်အခုကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီအင်အားတွေကစစ်မှုထမ်းလောက်လာတဲ့အခါမှာရဲတွေတိုးတယ်အဲ့ရဲတွေတိုးလာတဲ့အင်အားတွေကရှေ့တန်းဖို့ပေါ့ရဲတပ်ရင်တွေရောက်ရှင်းရဖို့တော့ရဲတွေလည်းသေတာပေါ့အသက်ကုန်သေတာပေါ့နော်2200ကျော်ဆိုမနေဘူးနော်အဲ့တော့ရတဲ့နည်းနဲ့စုတယ်အဲ့တော့ဒီနေရာမှာသတိထားရမယ်ပထမဆုံးလိန်တဲ့နေရာကွန်ပျူတာစာရိုက်ရရုံးလုပ်လေးပါပဲအဲဒီလိုခေါ်တယ်ပြီးရင်ဖမ်းတယ်အလုပ်ရပြီအထင်နဲ့သွားပြီးတော့မှရှောက်တယ်ရှောက်လို့ရှိရင်စုဆောင်ရေးစခန်းကိုရောက်တယ်စာရိုက်ပေါ်မှာလက်မှတ်ထိုးပြီးတော့မှအဲ့တော့မှရဲတပ်ဖွဲ့တွေရောက်မှန်းသိတယ်အထူးသဖြင့်လှိုင်သာယာဘက်ကအထည်ချုပ်စက်ရုံကညီမလေးတွေဆိုလို့ရှိရင်ဒီလိုမျိုးအလိန်ခံရပြီးတော့မှရဲတင်တန်းကြောင်းကိုအပုတ်ခံရတာတွေရှိပါတယ်ဒါကအခုကွန်ပျူတာစာစီစာရိုက်ရုံးလုပ်လေးလုပ်ရမယ်နော်နောက်တစ်ခုကတော့မိန်းကလေးတွေကိုဖမ်းပြီးတော့မှမင်းရဲတဲ့ဝင်မလားဒါမှမဟုတ်ပြစ်ဒစာမှုမွေးစေဝါမှုခိုးမှုစတဲ့ပုံမှန်တွေတက်ပြီးထောင်းနေသွားမလားဆိုပြီးချင်းကြောက်တာပါတဲ့အဲနောက်တစ်ခုအဲ့တော့မိန်းကလေးအများစုကတော့ကြောက်လန့်လန့်နဲ့ရဲတဲ့ပဲဝင်လိုက်ကြတာများတယ်တဲ့အဲ့လိုနဲ့ရဲတင်တန်းကြောင်ရောက်သွားတဲ့အခါမှာနေသားကြသွားတဲ့သူတွေတချို့ရှိပေမဲ့အများစုကတော့ပြေးချင်ကြတယ်ပေါ့နော်
ဒါပေမဲ့လည်းပြေးလို့မရအောင်အကြက်ကင်ထားပါတယ်တဲ့အထွက်ပြေးလို့ရှိရင်ကြံတဲ့မိသားစုတွေဒုက္ခပြီးမှစိုးရင်လို့ပါ